ရိုက်မှာပေါ့ကိုယ်လည်းမလားပြီးစူတောင်းပြီးတော့ဆုံးကြမယ်နော်အဲ့တော့မိလည်းခဏခဏပြစ်လိုက်ဆိုတော့မဖြစ်မှာဆိုလို့နော်အဲ့ရဘုမဆရာရှိရတော့မပေါ့နော်အဲ့ဒီဖယ်ရီလုပ်ရနေတယ်ပေါ့နော်ဖွင့်ရမယ်နော်သူ့ရဲ့ manager ရဲ့ set ထဲမှာဖွင့်ပြီးတော့ဒီဝန်ထမ်းလုပ်လာတဲ့အလုပ်တွေကိုစစ်ဆေးမယ်ပေါ့အဲ့လိုပဲလုပ်ထားတဲ့အလုပ်တွေကလည်းလိုအပ်ချက်ရှိရဲပါညာဆိုလို့ရှိရင်ဝန်ထမ်းကိုပြန်ပြောမယ်ဝန်ထမ်းပြန်ပြင်မယ်ပြင်ပြီးနောက်တစ်ခါထပ်လာပြီးတော့ manager ကိုပေးမယ်ဒီဘယ်လိုဖြစ်လဲဆိုကြားထဲမှာအပြန်လန်ပေါ့နော်သွားရတယ်ပေါ့ဝန်ထမ်းဆိုလည်းဒီလောက်ဆောင်ထားတဲ့အချက်လက်တွေကိုကိုယ်ရဲ့ကိုယ်လာပြီး manager ကိုလာပေးလိုက်ပြီး manager ကနေခေါ်လိုက်ပြန်သွားလိုက်ဒီမျိုးအပြန်လန်ဖြစ်နေအလုပ်တွေပိုးချုပ်တာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီကွန်ပျူတာနှလုံးနဲ့ကြားမှာနောက်ဝက်ပြေပဲကျူးနေတယ်ချိတ်ဆက်လိုက်မှာဆိုလို့ရှိရင်ဒီ data တွေကိုပို့တော့ဒီ CD DVD တွေမလို့တော့ဘူး stick တွေလည်းမလို့တော့ဘူးဘယ်ပေါ်ကပဲအလုပ်လုပ်လဲဆိုတော့ဒီနောက်ဝက်ပြေပဲကျူးပေါ်ပါပဲဒါအလုပ်လုပ်တော့မှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ချင်းအပြင်ဒီဝန်ထမ်းကအလုပ်ပြီးရဆိုလို့ရှိရင်သူ့ရဲ့ manager ကိုကျွန်တော်ဒီကွန်ပျူတာထဲကနေပဲ email နဲ့ဖြစ်စေ message နဲ့ဖြစ်စေအလုပ်ပြီးပါပြီလို့လမ်းပြောလိုက်ပေါ့နော်လမ်းပြောလိုက်မယ်လမ်းပြောလိုက်ရင် manager အနေနဲ့လည်းဒါသူ့ရဲ့ manager ရဲ့ကွန်ပျူတာထဲကပဲဒီဝန်ထမ်းရဲ့ပြီးရဲ့အလုပ်တွေကိုဒီနောက်ဝက်ကျိုးပေါ်နဲ့တက်ဆက်ဒါဝင်ရောက်ကြည့်ရှုလို့ရတယ်ရရသိမ်းဆည်းလို့ရတယ်စစ်ဆေးလို့ရတယ်ဟုတ်လားဒီလိုမျိုးပိုးပြီးတော့လွယ်ကူသွားတာပေါ့အရင်လိုလုပ်တွေမရှုပ်တော့နောက်ဝက်ဆိုတော့ကျွန်တော်ဒီလိုအခြေအနေမျိုးတစ်ခုကနေပြီးတော့စတင်ဖြစ်ပေါ်လာဖြစ်ပါတယ်။ဟုတ်ကဲ့တော့နောက်ပိုင်းကျွန်တော်တို့က local area နောက်ဝက်ဆိုတော့ပေါ်လာတယ်ပေါ့နော်။ခုနကတော့ဒါကွန်ပျူတာနှလုံးလုံးချိတ်ဆက်အသုံးပြုတာနောက်ပိုင်းကျတော့ဘာပေါ်လာလဲ LAN ဆိုတာပေါ်လာတယ်ပေါ့နော်။ local သူ့ရဲ့ဒီအသေးစား network တွေပေါ့ဒါဆင်လိုက်တယ်။ဥပမာရုံးတွင်းလေးဖြစ်စေအကြောင်းဖြစ်စေအလုပ်လုပ်တဲ့ campus အသေးစားလေးဖြစ်စေဒါမျိုးလေးဆင်လိုက်တာ။အဲ့တော့ရုံးတစ်ရုံးမှာကျွန်တော်ဝန်ထမ်း၄ယောက်ရှိရဆိုရင်ကွန်ပျူတာ၄လုံးနဲ့နောက်ဝက်ချိတ်ဆက်လိုက်တယ်ကွန်ပျူတာ၄လုံးစလုံးလည်းခုနလိုမျိုးညတိုင်းစူတောင်းလို့ဆိုတော့စူတောင်းတဲ့အချက်တွေအကုန်လုံးကြီးထားတယ်နော်စူတောင်းတဲ့အချက်တွေအကုန်လုံးကြီးထားတယ်အဲ့လိုပဲကျန်တဲ့အပြင်မှာလေးလူတွေလည်းအမျိုးစုလုံးစိတ်မတော်ဘူးဆိုတော့ဒီပေါ်တော့ဆိုအလေးတွေဆက်ဆိုင်တာအားလာလို့ဒီပါဒါရတာပေါ့ဒီစတဲ့ဒါတနည်းနေတာအဲ့လေဒီပါကမစ်တော့ဟိုရတာအတိတ်ကမှအောင်စပါကုန်နေဆိုတာဒီမဲ့ထိုက်အောင်ဆက်လာတာသူတို့ကဖန်လာရှိပေါ်ပေါ်မှာကျွန်တော်ချာအားလီဆိုလာမတော့မတော့သူတို့ကမ်းတာအဘလို့မတော့ဘာလို့တော့နာပြေတာဒီရောသူတို့ကအပစောလောမှာစီတော့တော့ဟာချစ်ပြီးတော့ဟိလာတာဟုတ်တယ်ဘယ်မှာအချစ်တာငါဆောင်ပေါ်စားအာမင်ကောင်းပြီဘောနာရှိတော်မူသောကျွန်တော်ရဲ့ပါကိုရောဤနာမတော်အားယူပြီးနေရှိပါစေတော့နိုင်ငံတော်ဒီတော်ပါစေတော့အလိုတော်ဒီကောင်းပြီဘောနာဒီဆိုတဲ့တော်ရှိပေါ်မှာလည်းပြည့်စုံပါစေတော့တန်ဖိုးတော်စာကိုရှင်တော်အားကြည့်ပြီးနာတော်မူလားဒီဘာဒီကျွန်တော်တို့ပြမတော်ပြမြတ်ကိုကျွန်တော်တို့ဒီလိုကဲ့သို့ကျွန်တော်ရဲ့ဉာဏ်ကိုလည်းတော်မူလားဒီလိုဆောင်ရတော့မိုက်ပါစေပေါ်တော်မူရတဲ့ကဲ့သို့တော်မူလားဆိုပါတော့ဒီနေ့ဘုရားအလိုတော်ဒီကလပ်ဆက်ဆက်ဘုရားရှိပါစေတော့အာမင်